ချစ်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်အခုမိုင်လေးပေါ့နော်2026နှစ်စမှာတချင်းတပုတ်ထွက်ဖို့ရှိပါတယ်မိုင်လေးတချင်းထွက်မယ်ဆိုတော့ဘလို့မျိုးပေါ့နော်ဝိတ်ချနေလဲပြီးတော့မိုင်လေးရဲ့သပင်နဲ့အလှပကျမ်းမာရေးအတွက်ကိုမိုင်လေးဘလို့ထိတ်ခဲလုပ်နေလဲဆိုတာကိုချစ်ပရိသတ်တွေနဲ့အတူတူမိုင်လေးနဲ့လိုက်ကြည့်လိုက်ကြရအောင်နော်โอเคကိုရေဟိုဘေဘီကိုရင်နွေးလေးနဲ့ဇွန်းလေးပေးပါအောင်ဒီကိုကျေးဇူးတင်ပါတယ်ရင်နွေးလေးနဲ့ဒါလေးဟုတ်နက်မိုးလင်းလင်းချင်းနဲ့ညအိတ်ခန်ကြီးရေဆိုလို့ရှိရင်မိုင်လေးကဘေဘီဆွီအစီကြယူလေးကိုနှင်းစင်နှေတိုင်းပုံမှန်တစ်ခွက်စီတောက်ဖြစ်ပါတယ်မနက်နဲ့ညနဲ့ဆိုလို့ရှိရင်နှစ်ခွက်တောက်တာပေါ့နော်ပြီးတော့မိုင်လေးကဒီတိုင်းလဲစားလိုက်တာပဲဒီတိုင်းဇွန်းလေးနဲ့ကလော်ပြီးတော့ဒီတိုင်းစားပြီးတော့ရေအဝါကိုတောက်ပစ်လိုက်တာပဲပေါ့နော်မိုင်လေးကဒီတိုင်းလဲစားလို့ရတယ်နော်ဘေဘီဆွီအစီကြယူကဘိုက်ချက်ပြီးဝိတ်ကြစေတယ်ဝမ်းလက်မှန်စေပြီးအပူအပုတ်လည်းကင်းစေတယ်အရသာလည်းအရန်ကောင်းအဲ့ဒါကြောင့်ဒီ baby sweet အစီကြယူကိုတောက်ပြီးပြီဆိုတာနဲ့ကျန်းမာလှပအစီကြစေတဲ့ခန္ဓာကိုယ်လေးရရှိလာမှာပဲဖြစ်ပါတယ်ရှင်အခုကတော့မိုင်လေးက station ကနေပြီးတော့တချင်းဆိုပြီးပြန်လာတာဆိုတော့မိုင်လေးအခုခေါင်းလျှော်တော့မယ်ပေါ့နော်မိုင်လေးကခေါင်းမလျှော်ခင်နာရီခွက်အလိုမှာအမြဲတမ်းသုံးဖြစ်နေတဲ့မိုင်လေးရဲ့ baby sweet hair ball treatment wine လေးပါဒါလေးကတော့ဒါလေးကဘာလဲဆိုမိုင်လေးကသပင်အရန်ကျွတ်တက်တဲ့သူဆိုတော့ဒီ hair ball treatment wine လေးကိုမိုင်လေးအမြဲတမ်းသုံးဖြစ်တယ်ဒီ hair ball treatment wine လေးရာဆိုလို့ရှိရင်သပင်ကျွတ်တာတွေကိုလည်းတက်တာစေတယ်သပင်ကိုအရှည်မြန်စေပြီးတော့ပျက်စီးနေတဲ့ဆန်သားအတွက်ကိုအထူးကောင်းမွန်စေတဲ့ wine လေးပဲဖြစ်ပါတယ်နိုင်ခွက်အလို့ဥယျာဉ်ပြားနဲ့ဆန်သားကိုလိမ့်ပေးဖြစ်တယ်။သူကသပင်ကျွတ်လက်တက်တာစေပြီးပျက်စီးနေတဲ့ဆန်သားတွေကိုကောင်းမွန်စေပြီးသပင်အရှိန်မြင့်စေတယ်လေ။မိုင်လေးလိုမျိုးအသားရည်လှဖို့ဆိုတာလေအသားရည်ထိမ့်သိမ့်တတ်ဖို့လိုတယ်နော်။မိုင်လေးဆိုလို့ရှိရင် baby sweet ရဲ့အသားဖြူ coffee scrub ကိုတစ်ပတ်ကို3ချိန်အမြဲတမ်းပုံမှန်သုံးဖြစ်ပါတယ်။အခုလိုအသားရည်လှပဖို့ကအသားရည်ထိမ့်သိမ့်တတ်ဖို့လဲလိုတယ်လေမိုင်လေးကတော့ baby sweet သားဖြူ coffee scrub ကိုတစ်ပတ်ကို3ချိန်သုံးပေးဖြစ်ပါတယ်သူကအသားရည်ကိုနူးညံ့စေပြီးကြည်လင်လာစေတယ်အမာရွတ်အကြောပြက်ရာတက်တာပြောက်ကင်းစေပြီးနေလောင်သွားတဲ့အသားရည်ကိုလည်းကုသပေးနိုင်တယ်ဒူးမဲ၊ဂျိုင်းမဲ၊တရောင်စစ်မဲတဲ့နေရာတွေကိုတစ်ပတ်2ချိန်လောက်ပုံမှန်သုံးပေးမယ်ဆိုတာနဲ့ဝင်းပဖြူစင်လာမှာဖြစ်ပါတယ်စခရက်တိုက်ပြီးရနဲ့လိုရှင်တစ်ခုခုတော့လိမ့်ပေးနော်ခေါင်းလျှော်ပြီးပြီဆို hair ball stone နဲ့လေးဖြန်းပေးဖြစ်တယ်။စပင်ပါတဲ့သူတွေစပင်ကျွတ်တဲ့သူတွေအတွက်ဆိုရင်တစ်နေ့ကို2ချိန်ပုံမှန်ဖြန်းပေးရုံနဲ့မျက်ခုံးမွေးမျက်တောင်မွေးတွေထွက်ပြီးထူစေဖို့က hair ball serum လေးသုံးပေးဖြစ်တယ်။ပတိုင်းမွေးတို့မုတ်စိတ်မွေးတွေလည်းထွက်လာစေတဲ့အတွက်ယောက်ျားလေးတွေတွန်ပွိုင်းလေးတွေအတွက်အရန်ကိုကောင်းမွန်ပါတယ်။သူကဥယျာဉ်ပြားလေးကိုဖြန်းပေးပြီးပြီဆိုတာနဲ့ဆန်သားအသစ်လေးတွေပြန်ထွက်လာစေတာမို့လို့မိုင်းလေးအရန်ကြိုက်တယ်။